EWC 2026မှာတော်တော်လေးတိုင်ပတ်ခဲ့တဲ့အစကြီးအသင်းအနေနဲ့လက်ရှိချိန်မှာစော်ကစားနေတဲ့ Gaon The Future ပွဲစဉ်မှာဆိုရင်သူတို့ရဲ့ main channel Sky မပါဝင်လာပဲနဲ့လူငယ် channel Unio ပဲအသုံးပြုခဲ့တယ်။ဒါပေမဲ့ Group C မှာတွေ့ဆုံခဲ့တဲ့ Aura Gaming အသင်းကလည်းလက်ရှိ EWC မှာပြသနေတဲ့လက်ဆန်းအရတော်တော်လေးကောင်းပေမဲ့အစကြီးအသင်းဘက်က Mid Juro ဖြစ်တဲ့ Yumnes Tomizia Kufra Selena Komoe နဲ့ Game 1ကိုကောင်းကောင်း control ပြခဲ့တယ်။ Game 2မှာဆိုရင်လည်း Aura အသင်းဘက်ကသူတို့ရဲ့ပုံစံအတိုင်း early timing တွေကိုအဝေးဆန်ဆန်ဆော့ပြီးအသာရအောင်ဆော့နိုင်ပေမဲ့အစကြီးအသင်းဘက်က Innocent ရဲ့ battle position ကောင်းကောင်းယူပြီးပြန်ပေးတဲ့ damage တွေ Uni ရဲ့ blind ဝင်နိုင်စွမ်းနေနဲ့ကန့်ပတ်ပြီး 2C ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြခဲ့တယ်။အဲ့တော့ Game 1 track ကိုကြည့်လိုက်မယ်ဆိုရင် Aura အသင်းဘက်က Baron နဲ့ Bella တွေလို battle ကောင်းတို့ချမဲ့ hero တွေကိုယူပြီး Assassin Jungler Fanny နဲ့ထွက်လာတာကြောင့် ban list မှာ AoE stun ပေးနိုင်မဲ့ hero တွေကိုတည်ပေးပြီးဆော့ပေမဲ့အစကြီးအသင်းဘက်က Kufra နဲ့ Selena လိုတစ်စေးပဲ Mid Juro အပြင် Fanny ဝင်ကောက်ခတ်တဲ့ Melissa ဂိုးလေးကိုပဲယူထားတယ်။အင်ဂိမ်းမှာဆိုရင်လည်း Aura အသင်းဘက်ကယူထားတဲ့ Mid Trio က early battle အတွက်ဆိုရင် damage လောက်တယ်လို့ပြောလို့ရပေမဲ့အစကြီးအသင်းဘက်ကယူထားတဲ့ Kufra စီက Bowser Mall တွေနဲ့ဒီ battle မှာတော်တော်လေးကိုတိုင်ပတ်သွားတယ်။ Yes, he will get the kill on TNT. I think that Rosa should be able to get one more, but no. ပြီးတော့လက်ရှိချိန်မှာ Bella နဲ့ Euro လိုမတာဝင်နေတဲ့ Mid Juro ကိုအစကြီးအသင်းဘက်က Kufra နဲ့ Selena လို area တစ်စေးပဲပေးနိုင်တဲ့ hero တွေနဲ့တခွက်ပြတော့လည်းပါတယ်။နောက်ပြီးဒီပွဲမှာ Yums ရဲ့ Kufra position ယူတာကလည်း Fanny ရဲ့ Jungler ဇုံတွေထဲမှာ position အပြောင်းနေပြီးဖမ်းပေးတာတွေကြောင့် Game 1မှာဆိုရင် Titan C ရဲ့ Fanny ကလည်းဘာမှလုပ်မရသလို And now Sluggery Giants move in. Innocent dealing free damage on the Pago as well. Lunar Yums goes back in with a Tyrant's Rage. And up from the back, Uni finds Rosa all alone. Gets a killing spree. Sluggery Giants keep moving forward. Nice engages by Yums and Stormy. Famine Space ပြရတဲ့ Golden CG ဘန်းကိုပါ Kufra Selena Komoe နဲ့ Tower တွေအဲ့ဒီကိုဝင်ဖမ်းပြတာကြောင့် Game 1ကိုအစကြီးအသင်းရဲ့ Mid Juro လောက်ွက်တွေနဲ့အနိုင်ယူခဲ့တယ်။ Game 2မှာဆိုရင်လည်းအစကြီးအသင်းတွေနဲ့ Game 1မှာအလုပ်ဖြစ်ခဲ့တဲ့ Yumnes Tommy Juro ကို Sport Hero နဲ့ Single Target Hero တွေပေးထားတာကြောင့် In-game ရဲ့ Objective Fight တွေမှာဆိုရင်အတော်လေးကို position ယူရခက်နေတယ်။ဒါပေမဲ့ဒီလုံးမှာအစကြီးလောက်ရတဲ့ strategy ကတော်တော်လေးကိုမိုက်တယ်။ Aura အသင်းဘက်ကလော့ပတ်တဲ့အသာရကျင်တာကြောင့်အစကြီးအသင်းဘက်ကို Grokkacha, Baron နဲ့ Cloud တို့ကလော့ထက် Innocent ကိုတက်ခါချပေမဲ့အစကြီးအသင်းဘက်က Yuena နဲ့ Rafaela တို့ရဲ့ backup ပေးတာတွေ Melissa ရဲ့ Ultimate နဲ့အကောင့်ဆုံး position ယူပြီး damage ပြန်ပေးတာတွေကြောင့် Game 2ကိုအားလေးမတာလဲပွဲကိုထိန်းဆော့နိုင်ခဲ့တယ်။ပြီးတော့တစ်ဖက်က low position ကိုကြည့်လိုက်ရင်လည်းအစကြီးအသင်းဘက်က Jungler Unit အနေနဲ့ Aura အသင်းဘက်က Cloud နဲ့ Harley ကို low full မချအောင် position ယူထားတယ်။အဲ့လို Game 2မှာအစကြီးအသင်းဘက်ကကစားသမားရဲ့အနေနဲ့အားလေးနေနေတာတာတယ်နဲ့လော့တွေပေးနေရလဲသူတို့စီကတယောက်ချင်းစီက micro နဲ့ individual တွေနဲ့ late game ထိကို position ကောင်းကောင်းယူပြီးဗတယ်ဆိုင်နိုင်တဲ့အချက်တွေကြောင့် Aura Gaming အသင်းကအားလေးနဲ့ mid ကိုဘယ်လောက်အသာရရအစကြီးအသင်းရဲ့ဗတယ် template မှာကြာရှုံးသွားရင်လည်း 2C ဆိုတဲ့ရလဒ်နဲ့ရှုံးနေသွားခဲ့တယ်